နိုင်ငံမှာစစ်တပ်ကိုတိုက်နေတာသူတို့တစ်ဖွဲ့တည်းလားကျန်တဲ့အဖွဲ့တွေအားလုံးဘာဖြစ်လို့အဲ့လိုသတင်းစာရှင်းလင်းပွဲတွေမှာတောင်းဆိုတာလဲစကိုင်းကပြည်သူတွေဆိုတော့ပြောတယ်အမေကြီးတွေကနိုင်အောင်တိုက်ငါတို့အနစ်နာခံတာဒါဆိုရင်အဲ့ဒီဒေသကပြည်သူတွေကအဲ့လိုပြောတယ်ဆိုဘာလို့သူတို့မပြောတာလဲအဲ့တော့ပြောချင်တဲ့ရည်ရွယ်ချက်ကငကိုတွေက pre plan အရာတရုတ်ကိုပြန်ပေးတော့မယ်တရုတ်နဲ့စစ်တပ်နဲ့ပေါင်းပြီးအဲ့ဒေသတစ်ခုကိုယူဖို့အတွက်သူကလမ်းခင်းပေးနေတဲ့သတင်းစာရှင်းလင်းပွဲကြီးဖြစ်နေပြီဒါဆိုရင်ဘာကိစ္စဒီမျိုးတွေလာသိမ်းတာလေကျွန်တော်မသိလို့မေးကြည့်တာဘာကိစ္စဒီမျိုးတွေကိုလာသိမ်းပြတာလေဒီမျိုးတွေကိုသိရင်စစ်ကောင်စီကဖျက်ဆီးမယ်ဆိုတာသိတယ်လေအော်မင်းတို့ပလောင်သားတွေမင်းတို့ကိုကန့်သားတွေတော့မဖျက်ဆီးနဲ့ပေါ့ငါတို့ဒီစကိုင်းကလူရွာတွေတော့အကုန်ဖျက်ဆီးပေါ့အဲ့ဒီအဓိပ္ပာယ်လားပြောတဲ့ကကူကလမ်းကမမှန်ဘူးခင်ဗျအရေးကြီးဆုံးတစ်ချက်ကသတင်းတောက်တိုင်းပေါ့နော်မေးတဲ့သတင်းဌာနတိုင်းကတက်မေးတယ်လာရှုလို့ပြန်ပြီးအဲ့ဒါအကုန်လုံးတွယ်ဝိုက်ပြီးဖြစ်နေတယ်မပေးဘူးပြန်တိုက်မယ်တခွန်းမှမပါဘူးယနေ့အနေထားတီးကတော့ပြန်မပေးလို့ဆွေးနွေးပွဲရက်သွားတယ်ဒါပဲပတ်ပြောနေနှစ်ယောက်လုံးဟာစစ်အာဏာရှင်ကငါတို့ဒေသကိုလှုပ်တယ်ဝိုင်းထားတယ်ငါတို့အဲ့ဒါကိုဖောက်ထွက်မယ်ငါတို့ဘေးကနောက်မျိုးတွေဆက်တိုက်မယ်စစ်အာဏာရှင်ကိုအကုန်လုံးသွားမယ်ပြည်သူတွေဝိုင်းဝန်းကြပါကူညီကြပါတရုတ်နိုင်ငံမတရားမလုပ်တဲ့ဒါငါတို့ဒေသငါတို့နိုင်ငံငါတို့စစ်အာဏာရှင်နဲ့ဖြစ်တယ်ငါတို့ရဲ့ပြည်တွင်းရေးတရုတ်နိုင်ငံမင်းဝင်မပါနဲ့အဲ့တော့တရုတ်နိုင်ငံဝင်ပါတာကိုငါတို့ကန့်ကွက်တယ်နိုင်ငံတကာကိုကန့်ကွက်တယ်အဲ့ဒါလည်းမပြောတခုံးမှမပါမရိုးသားဘူးဒါကျွန်တော်အပွင့်တင်ဆုံးပြောတာသူတို့ဒီကိုကန့်လို့သတင်းစာရှင်းလင်းပွဲမလုပ်ရင်တော့တော်သေးတယ်အခုသူတို့လှုပ်လိုက်မှပိုဆိုးသွားပြီကျွန်တော်အမြင်ပြောတာမရိုးသားဘူးပြောချင်တာကကျန်တဲ့ဒေသမှာရှိနေတဲ့ကျွန်တော်တို့စကိုင်းသားတွေတော်လိုင်းပြည်သူတွေကပါလေသူတို့ကပို့ပြီးမြင့်မြတ်နေလို့လားကျွန်တော်မေးချင်တာအဲ့ဒီဒေသမှာနေထိုင်နေအဲ့တအောင်လူမျိုးတွေကကျန်တဲ့ပြေမသားတွေနဲ့ပို့ပြီးမြင့်မြတ်နေလို့လားသူတို့ပြောပေါက်ကြီးဟာကရင်နီကလူတွေကသူတို့ကပို့မြင့်ကရင်နီဆိုတခေါ်ကတောက်လျှောက်ဘုံကျဲနေတာကရင်နီကတခါမှအဲ့လိုမပြောဘူးသူတို့ကိုသူတို့တော်တော်အထင်ကြီးနေကြတာလားအဲ့ဒီတော့မှတောင်းလူမျိုးတစ်မျိုးတည်းရှိတာသူတို့မနေ့ကပြောရတဲ့စကားထဲမှာတောင်းပြည်နယ်ပုံစံပြောရတယ်အဲ့ဒီဒေတာသူတို့သိမ်းကြတဲ့မျိုးဆက်လူမျိုးမှာတောင်းတစ်မျိုးတည်းရှိတာတခြားလူမျိုးတွေမရှိတော့ဘူးလားကျွန်တော်ကသဘောမတူတာကသူတို့တောင်းဆိုချက်၃ချက်ကအဓိပ္ပာယ်မှမရှိတာဒါဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့ဘက်ကကိုဆောင်ခါတော့အဲ့ဒါမျိုးမတောင်းဆိုတာလေလို့ဘုံနဂါတို့ဘာလို့အဲ့လိုမတောင်းဆိုတာလဲလို့ BLA ကအဖွဲ့တွေဘာလို့အဲ့လိုမတောင်းဆိုတာလဲလို့ NUG MOD ကဘာလို့အဲ့လိုမတောင်းဆိုတာလဲလို့ကရင်နီခေါင်းဆောင်တွေဘာလို့အဲ့လိုမတောင်းဆိုတာလဲလို့ချင်း brother ဦးအဖွဲ့တွေဘာလို့အဲ့လိုမတောင်းဆိုတာလဲလို့သူတို့မနေ့ကတောင်းဆိုလို့မျိုးအဲ့လိုမျိုးတောင်းဆိုတာကျွန်တော်တခါမှမကြဘူးဘယ်သူမှလည်းတောင်းဆိုတာမရှိဘူးဘာလို့ပြင်းမှမဖြစ်နိုင်တာအဲ့တော့မဖြစ်နိုင်တာကြီးကိုသူတို့ပြပြီးတော့အဓိကသူတို့မနေ့က mention လုပ်သွားတာကပြည်သူတွေဖြက်လေးပြက်ဖြက်တယ်ဖြက်လည်းငါဖြက်တယ်ပြည်သူတွေလောက်ကင်စားတော့လို့မရဘူးပြည်သူတွေဒုက္ခရောက်နေပါပြီတော့ပြည်သူတွေဒုက္ခရောက်နေတာဖြစ်တဲ့အတွက်ပြည်သူကိုငဲ့ညာလို့သူတို့ဆုတ်ပေးလိုက်ရတယ်ဆိုတဲ့အချိုးမျိုးချိုးဖို့အတွက်သူတို့ဒီလမ်းခင်းနေတာတရားခင်းနေတာတရုတ်ကြောင့်ပြန်ပေးမှာငကိုတွေကတရုတ်နဲ့ပြန်ပေးဖို့အတွက်သူတို့ဒီဇလန်းစင်ပြီးရိုက်ထားတဲ့အကွက်ကိုသူတို့ခေါင်းပေါ်မကြအောင်ပြည်သူနဲ့ရန်တိုက်သွားတာဘာနိုင်ငံရေးရွေချက်မှမရှိဘူးနိုင်ငံရေးရွေချက်ရှိတဲ့လူကဆက်တိုက်ရမှာလीရတဲ့နေရာထားခဲ့အုပ်ချုပ်ရေးထက်ရှေ့ဆက်တိုးပြီးတဲ့ဆရာနာရှင်တိုက်တဲ့လူနဲ့မဟာမိတ်ဆက်လို့ဆက်တိုက်ရမှာဆက်တိုးရမှာလी
မတိုးချင်ငကိုတဲ့တော်လိုင်းလာမလုံးနဲ့မြို့လာမသိနဲ့တောထဲမှာနေတပုံလုံးဒါပေမဲ့အခုလိုကျွန်တော်တို့ပฏิပက္ခဖြစ်နေတဲ့အချိန်မှာအချောင်ဆိုပြီးတော့ငါပြည်နေဆိုပြီးတော့ပလောင်ပြည်နေဆိုပြီးလာပြီးတော့သိမ်းပြီးတော့ပလောင်ပြည်နေသတ်မှတ်ဖို့လုပ်ဖို့စူးစမ်းနေတယ်လို့ပဲယူဆတယ်အဲ့ဒါဆိုရင်လေကိုယ့်ကိုခုခံလေပြန်ချလေပြောချင်တာကမြို့သိမ်းပြီးပြန်တိုက်လေဘာလို့မတိုက်တာလဲတော့ပြည်သူတွေကိုနဲ့ရန်တိုက်တယ်ပြီးတော့တရုတ်နိုင်ငံကိုသတင်းစကားပေးခိုင်းတယ်ပြည်သူကတဆင့်ပေါ့ဟိုပေးသင်လားမပေးသင်လားသူတို့ကိစ္စလေသူတို့ပေးခြင်းလို့ပဲငကိုတဲ့တရုတ်နဲ့ပေါင်းမိတာကိုသိမ်းပြီးတရုတ်လက်ထဲအပ်တာအမှန်ကတော့ရှင်းရှင်းပြောရင်ဗျာတိုင်းသားအမိခံလုပ်ပြီးတရုတ်တပည့်တွေကကျွန်တော်တော်လာရေးအတွက်တိုက်တယ်လို့လည်းတိုက်ပြီးတရုတ်အတွက်တိုက်ပြီးတရုတ်လက်ထဲပြန်ထည့်တာဆရာနာရှင်လက်ထဲပြန်ထည့်တာမဟုတ်လာရှိုးကိုတရုတ်လက်ထဲအပ်လိုက်တာအခုတည်းဒီမျိုးတွေအားလုံးတရုတ်လက်ထဲအပ်မှာပြီးမှတရုတ်ကဆရာနာရှင်ကိုသူရဲကောင်းလုပ်ပြီးတော့ရော့မင်းတဝက်ယူငါတဝက်အုပ်ချုပ်မယ်ဆိုပြီးတော့ရှင်းရှင်းပြောရင်တရုတ်နယ်မြေအပိုင်လောက်တာအဲ့ဒီအချိန်မှာကျန်တဲ့လူကတရုတ်ဝင်သွားပြီးဖြစ်တော့လာထီလို့မရတော့ဘူးရှင်းရှင်းပြောရင်ကျန်တဲ့တိုင်းသားလက်နက်ကင်တွေပါဟိုဒီနယ်မြေတို့ပြန်တိုက်လို့မရအောင်လက်ဦးမှုလာယူပြီးတရုတ်လက်ထဲထိုးထည့်လိုက်တာတော်လန်ရေးကိုရှစ်ဆက်သွားလို့မရတော့အောင်လုပ်လိုက်တာနောက်ဆုံးကျွန်တော်တို့တနိုင်ငံလုံးမှာနိုင်သွားရင်တော့အဲ့ဒီလာရှိုးနဲ့ဒီသူတို့သိမ်းထားတဲ့မြို့နယ်တွေမှာတရုတ်နဲ့ပေါင်းပြီးတော့ဆရာနာရှင်ကဆက်ပြီးအုပ်ချုပ်လို့ရအောင်လုပ်ထားတာလုပ်လိုက်တယ်အကွက်ပဲကျွန်တော်ကတရုတ်တဝက်ထိုင်လိုက်တာဖြစ်တယ်ကျွန်တော်တို့ကျန်တဲ့တက်သက်တိုင်းကျွန်တော်တို့ကတရုတ်နဲ့စစ်တိုက်ရတော့မှာရှင်းရှင်းပြောရင်ຫນွေဦးတော်လန်ရေးကိုအကြီးမားဆုံးနှောက်ယှက်ပေးခြင်းပဲကျွန်တော်နေပြည်တော်လည်းရပြီရန်ကုန်လည်းရပြီမန္တလေးလည်းရပြီတော့ဒီနေရာမှာအဲ့ဒီတရုတ်ဝက်ရောက်နေပြီဖြစ်တယ်အဲ့တရုတ်နဲ့စစ်တပ်နဲ့ဆက်ထိုင်နေကျွန်တော်တို့ကဘာမှလုပ်မရတော့ဘူးရှမ်းနေတယ်တွားတိုက်လို့မရတော့ဘူးရှင်းရှင်းပြောရင်ຫນွေဦးတော်လန်ရေးကိုလာရောက်နှောက်ယှက်တဲ့အကွက်ပဲရှင်းပြောရင်ဒီအကွက်ပဲကွာဘာတော့တရုတ်လက်ထဲထိုးအပ်လိုက်ရင်လာရှိုးလို့ဖြစ်ရင်ကျွန်တော်တို့ကျန်တဲ့တက်တွေတက်တိုက်လို့မရတော့ဘူးဘာတရုတ်စစ်တပ်ကြီးရှိနေတော့မှာလीဒီ14မျိုးလက်တရုတ်လက်ထဲရောက်သွားရင်သေပြီးကျွန်တော်တို့ကရှင်းပြောရင်လက်ဥမလာယူတာတရုတ်ကအဲ့တော့တရုတ်ရှိနေတာဖြစ်တဲ့အတွက်တရုတ်ဒီစစ်ကောင်စီကိုထောက်ခံနေတဲ့အဲ့ဒီမျိုးတွေအားလုံးဒီစစ်ကောင်စီရပြီတရုတ်နဲ့စစ်ကောင်စီအုပ်ချုပ်ပြီရှင်းပြောရင်တော့မြန်မာနိုင်ငံကိုနှစ်ချမ်းလာခွဲတာပဲရှယ်ရလာယူတာပဲအဲ့ဒါကိုမနေ့ကသတင်းစာရှင်းလင်းပွဲမှာဘာမှဟုတ်တိပတ်တိပြောသွားတာဥပမာဗျာစစ်တပ်ကိုအစအဆုံးမနိုင်မရှင်းတိုက်မယ်ဆိုတဲ့အသံသာမှမထွက်ဘူးကျွန်တော်တို့ကပူပေါင်းပြီးလောက်ရမှာပေါ့ညီညွတ်ပြီးလောက်ရမှာအဲ့ဒါတွေကလွယ်ဝိုက်ပြီးပြောနေတာတက်တခုမှသူမပြောရဲဘူးပြောလည်းမပြောပါဘူးအဲ့လိုလုပ်လို့ရလားသူလုပ်လို့ရလို့လုပ်နေတာလीလာရှိုးရပါပြီလीအဲ့တော့ကျွန်တော်ပြောနေတာလीဖက်ဒရယ်တစ်စီချောင်းနေတာဖက်ဒရယ်ကိုအကြောင်းပြတိုင်းရင်းသားကိုအကြောင်းပြပြီးတော့တိုက်ပြည်ကိုဖဲထုတ်ဖို့ကြိုးစားနေတာတရုတ်လက်ထဲအပ်တာစစ်ကောင်စီကမှတရုတ်နဲ့စီးပွားရေးလုပ်သေးတယ်အဲ့တိုင်းရင်းသားဆိုတဲ့အဲ့ဒီကတော့ကိုကန့်နေအဲ့တောင်ပလောင်တွေကဝါတွေကတရုတ်လက်ထဲကိုတခါတည်းအပ်တာစစ်ကောင်စီနဲ့ဆိုတယ်အဲ့ဒီဖွဲ့တွေကစစ်ကောင်စီကမှ तू ကတရုတ်နဲ့နည်းနည်းခွာသေးတယ်သူတို့ကကြမှာတရုတ်လက်ထဲကိုတခါတည်းအဲ့နေမြေပါအပ်ပလိုက်တာအခုဒီအချိုးမျိုးပြောနေတာအဲ့တော့ရှင်းပြောရင်စစ်ကောင်စီနဲ့ဆိုတယ်ကိုကန့်လားဟိုတောင်ပလောင်လေတရုတ်လက်ထဲကိုအခုလိုစုပ်ပေးလိုက်ရင်စစ်ကောင်စီနဲ့ဆိုပြီးသူတို့ဒီတကယ်ကိုတရုတ်ကိုပေးလိုက်တာဒါလေတိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်အောက်ကနေနေမီလာလူတာပြည်နေလာလူတာကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ခေါင်းစဉ်အောက်ကနေမယိုးသားတာ
အဲ့တော့ဒါမနေ့ကသတင်းစာရှင်းလင်းပွဲမှာသူတို့ပြောသွားတဲ့အနေအထားပဲအဲ့တော့ပြန်တိုက်မယ်တခွန်းမှမပါဘူးပြန်ခံချမယ်တခွန်းမှမပါဘူးအခုထိတော့ယနေ့အစီအစဉ်မဖြစ်သေးဘူးတော့ပြန်ပေးဖို့အဲ့တော့ငလင်ကြောင့်ကယ်ဆယ်ရေးလို့ဆိုတလအပြစ်ခတ်ရေးစေမေလတလလုံးလို့ပြောထားတဲ့အတွက်မေလတလလုံးလည်းပြန်တိုက်ဖို့အစီအစဉ်မရှိဘူးသူကငလင်နဲ့တခါတည်းချုပ်လိုက်တာနောက်လည်းပြန်တိုက်ဖို့အစီအစဉ်မရှိဘူးညှိနှိုင်းနေသေးပဲအဲ့တော့သူပြည်သူတွေလှုပ်ရှားလို့မရဘူးတဲ့ဒီဘက်ကပြည်